မင်္ဂလာပါကျွန်တော်တို့ for life computer online training ကနေပြီးတော့လုပ်ငန်းတစ်ခုလုံးစာစည်ရင်းတည်ဆောက်နည်းသင်ခန်းစာကိုအစအဆုံးအခမဲ့သင်ကြားပေးနေတာယခုဆိုရင်သင်ခန်းစာလေးကိုရောက်နေပါပြီအဲ့တော့ဒီသင်ခန်းစာလေးမှာဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့ price တွေဈေးနှုန်းတွေဟုတ်ပြီနော်ဈေးနှုန်းတွေကို update ဖြစ်သွားရင်လည်းလိုက်ပြီးတော့မပြောင်းအောင်ဘယ်လိုထိန်းထားရမလဲဆိုတာကိုဆက်လက်ပြီးတော့သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့အခုသင်ကြားနေတဲ့သင်ခန်းစာတွေဟာ business aid လုပ်ငန်းခွင်ထိသွားနေတဲ့သင်ခန်းစာမျိုးတွေဖြစ်တဲ့အတွက် fashion day formula တွေကိုတော့အသေးစိတ်ဆက်လက်ပြီးတော့ရှင်းပြမှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီသင်တန်းဟာကျွန်တော်တို့လုပ်ငန်းခွင်ရောက်နေတဲ့သူတွေအတွက်အထူးသင်ကြားပေးနေတဲ့သင်တန်းဖြစ်တဲ့အတွက် fashion day formulas တွေကိုသင်ပေးမှာမဟုတ်ပါဘူး။တကယ်လို့ကိုက fashion day formulas တွေမရဘူးနားမလည်ဘူးဆိုရင်ဒေတာဘောကျွန်တော်တို့ advanced easy သင်တန်းတက်ဖို့လိုပါတယ်။ကျွန်တော်မိတ်ဆွေတွေက advanced easy သင်တန်းတက်ရောက်ချင်တယ်ဆိုရင်ကျွန်တော်တို့ for life online training မှာ advanced easy video class Zoom အဖွဲ့လိုက် class နဲ့ Zoom 1by1 class တွေရှိတဲ့မိမိနဲ့အဆင်ပြေတဲ့သင်တန်းတွေကိုရွေးချယ်ပြီးတော့သင်တန်းတက်ရောက်နိုင်ပါတယ်ခင်ဗျာ Zoom အဖွဲ့လိုက် class ကတော့တစ်လလေးရဲ့တစ်ချိန်သင်တန်းဖွင့်ပေးပါတယ်ဟုတ်ပြီအဲ့တော့ကြည့်ကြအောင်ဟုတ်ပြီကျွန်တော်တို့ဒီမှာဆိုရောင်းထားတယ်မမရောင်းထားတယ်ကြည့်အောင်เนาะမမကပဲ22ရက်နေ့မှာပေါ့เนาะ3800နဲ့ရောင်းထားတယ်ဟုတ်ပြီ3800နဲ့ရောင်းထားတယ်တကယ်လို့ date ကကျွန်တော်တို့ပြောင်းသွားတယ်ဆိုပါစို့เนาะကွန်ပျူတာရဲ့ date ကိုကျွန်တော်သွားပြောင်းလိုက်မယ်23ရက်ပြောင်းလိုက်မယ်အဲ့တော့23ရက်နေ့ပြောင်းသွားတယ်ဆိုပါစို့เนาะ23ရက်နေ့ပြောင်းသွားတယ်ဆိုရင်ကျွန်တော်တို့အဲ့ဒီမမရဲ့ဈေးကเนาะ3800 22ရက်နေ့မှာရောင်းတာ3800ဆိုလိုတဲ့သဘောတရားကဒီပစ္စည်းကဆိုင်မှာမရှိတော့ပတ်စံ3800ငွေစင်းထဲမှာပတ်စံရလာပြီ3800လို့လည်းမှတ်ပြီးပြီအဲ့တော့ purchase ထဲမှာ23ရက်နေ့မှာမဝင်လာတယ်เนาะမဝင်လာတယ်သူက3800ကိုဘာနဲ့ဝယ်ထားရလဲဆိုတော့3800ကိုဟိုးနဲ့ရောင်းထားတာဟိုးစင်းနဲ့လက်ကားနဲ့3800နဲ့ရောင်းထားတာဟုတ်ပြီကျွန်တော်တို့ရဲ့ဝယ်ဈေးကကိုယ်တည်းကအထုပ်200အထုပ်2000ဝင်လာတယ်ဝယ်ဈေးဟာကိုယ်တည်း4000ဖြစ်သွားပြီဒါဝယ်ဈေးနော်ဝယ်ဈေးက4000ဖြစ်သွားပြီဆိုရင် store ထဲမှာသွားကြည့်မယ်ဆိုရင်လက်လီက9200ဖြစ်သွားပြီဒီမှာကြည့်လက်လီက9200လက်က4800ဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့1000ဖြစ်တက်သွားပြီလေဟုတ်ပြီနော်အဲ့တော့စီးထဲမှာသူကလိုက်ပြီးတော့ဈေးနှုန်းကတက်သွားလိမ့်မယ်ဟုတ်ပြီနော်ဈေးနှုန်းကလိုက်ပြီးတော့တက်သွားလိမ့်မယ်ဒီမှာ23ရက်နေ့မှာမရဲ့ဝယ်တဲ့ဈေးက4000ဖြစ်နေပြီဟုတ်ပြီနော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ရောင်းကြည့်မယ်ဗျာဒီနေ့ဦးမြင့်ကဝယ်တယ်ဆိုပါစို့နော်ဦးမြင့်ကဝယ်တယ်ဘာဝင်မှာလဲဆိုတော့မဟုတ်ပြီဘာနဲ့ဝယ်မယ်လဲဆိုတော့ကျွန်တော်တို့ကဟိုးနဲ့ပဲဝယ်မယ်ဟိုးစစ်နဲ့ဝယ်မယ်မ F003 ဝယ်မယ်ဝယ်တဲ့အခါမှာ4800ဖြစ်သွားပြီဟုတ်ပြီနော်4800ဒါဆိုရင်အရင်နေ့က22ရက်နေ့မှာရောင်းလိုက်တဲ့မတွေကလည်း4800အကုန်လိုက်ဖြစ်ကုန်ဟုတ်ပြီနော်ဟိုးအရင်နေ့မှာရောင်းထားတဲ့မတွေကလည်း4800တွေဖြစ်ကုန်ပြီဟုတ်ပြီနော်အမှန်တကယ်တော့ကျွန်တော်တို့ကသူတို့ကိုအရင်နေ့က3800နဲ့ရောင်းပြီးသားပတ်စံလည်း3800ရပြီးသားဒါပေမဲ့ update ဈေးဖြစ်တဲ့အခါမှာအရင်ရောင်းခဲ့တဲ့အရင်တော့ကရောင်းခဲ့တဲ့ပစ္စည်းတွေကလည်း VLOOKUP က update လိုက်လုပ်ပေးနေတာဖြစ်တဲ့အတွက်ဈေးနှုန်းတွေကအတက်အကျတွေဖြစ်နေဆိုလိုတာစည်ရင်းနေရပြောင်းနေပြီးတော့ပတ်စံတွေကမပြောင်းတော့ဘူးလေဘာလို့ဆိုတော့သူ့ကိုရောင်းပြီးသွားပြီပတ်စံလည်းရပြီးသွားပြီဖြစ်တဲ့အတွက်လက်ထဲမှာရှိတာက3800ဈေးနဲ့ရောင်းထားတဲ့ပတ်စံစည်ရင်းပြနေတာက4800နဲ့ရောင်းထားတဲ့အမောက်ဒါဆိုရင်တလွဲတွေဖြစ်ကုန်ပြီဟုတ်ပြီနော်အဲ့တော့ဈေးနှုန်းကတော့အသက်ရောင်းမယ်ဆိုရင်တော့ဈေးနှုန်းက upgrade တက်တာတော့ကောင်းပါတယ်ဒါပေမဲ့ရောင်းပြီးသား data တွေရောင်းပြီးသား amount တွေကိုတော့ upgrade တက်လို့ဘလို့မှအဆင်မပြေဘူးဟုတ်ပြီနော်ရောင်းရင်ရောင်းခဲ့ပြီးသွားရင်အဲ့ဒီဈေးနှုန်းတွေကလိုက်ပြီးတော့မပြောင်းနဲ့ဆိုပြီးတော့ဆိုလိုချင်တယ်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ဒီ VLOOKUP ကိုတိုက်ရိုက်အလုပ်မလုပ်ဘဲနဲ့ interactive calculation ကိုသုံးရမှာပေါ့နော် interactive calculation ကရှေ့မှာ data တုံးကလည်းသင်ထားတာရှိပါတယ်အဲ့တော့ if အခုကဘယ်အကွက်မှာရေးနေလဲ i အကွက်မှာရေးနေဆို i2 not equal nothing i2 မှာတခုရှိနေရဆိုရင် i2 သူ့ရဲ့ဈေးတိုင်းထားမရှိတော့မှသာလျှင် VLOOKUP ကဆက်ပြီးတော့အလုပ်လုပ်ပါလို့ပြောမယ်ခွင့်ပိတ်ပြီး enter ခောက်မယ်0ထွက်နေလိမ့်မယ်0ထွက်နေလို့ကြောင်မသွားနဲ့အဖြစ်မှန်နေပြီအောက်ကိုဆွဲချဟုတ်ပြီနော်အောက်ကိုဆွဲချပြီးတော့ဒီဘက်မှာရောင်းထားတဲ့ ID တွေကိုခဏဖြတ်လိုက်ရင်တော့ဒီ date တွေကတော့ခဏပြောင်းသွားလိမ့်မယ်ရောက်နေတဲ့ကွန်ပျူတာရဲ့ date ကိုတန်းပြောင်းသွားလိမ့်မယ်နော်အဲ့တော့ delete ဖြတ်လိုက်မယ်ပြီးရင် control z ပြန်ကောက်မယ်ဒါဆိုရင်ဒီဈေးနှုန်းတွေအသေးဖြစ်သွားပြီဟုတ်ပြီနော်ဒီဈေးနှုန်းတွေအသေးဖြစ်သွားပြီအဲ4800ဈေးတိုင်းဖြစ်သွားပြီဟုတ်ပြီအဲ့တော့ဥပမာဆိုပါစို့ကျွန်တော်တို့ဒီမှာရန်ကို3600နဲ့ရောင်းထားတယ်နော်23ရက်နေ့မှာ3600နဲ့ရောင်းထားတယ်ကျွန်တော်ကွန်ပျူတာရဲ့ date ကိုထပ်ပြောင်းလိုက်မယ်24ရက်နေ့ရောက်သွားပြီဆိုပါစို့အဲ့တော့24ရက်နေ့ရောက်သွားပြီနော်24ရက်နေ့မှာ
ရန်ကိုထပ်ဝင်မယ်ရန်9000ဈေးနဲ့ဝင်လာမယ်ဆိုပါစို့နော်ရန်ကိုအထုပ်1000ဝင်လာတယ်ဘယ်လောက်ဈေးနဲ့ဝင်လာဆို9000ဈေးနဲ့ဝင်လာတယ်ဟုတ်ပြီနော်9000ဈေးနဲ့ဝင်လာတယ်ဆို store ထဲမှာကိုတဲ့သူကဝယ်ဈေးက9000ဖြစ်သွားပြီဟုတ်ပြီနော်ဝယ်ဈေးက9000ဖြစ်သွားပြီရောင်းဈေးက retail ဆို6500 6000ဟုတ်ပြီနော်အဲ့တော့ဒီမှာကျွန်တော်တို့ရောင်းထားတာဘယ်လောက်နဲ့ရောင်းထားလဲဆိုတော့ wholesale ကို3600နဲ့ရောင်းထားတယ်ဟုတ်ပြီ3600နဲ့ရောင်းထားတယ်ဒီနေ့ကျွန်တော်တို့ဦးမြင့်ကရန်ထပ်ဝယ်တော့မယ်ဆိုပါစို့ဒေါ်တင်ပေါ့နော်အဲ့တော့ဒေါ်တင်ပေါ့ဟုတ်ပြီဒေါ်တင်ကကျွန်တော်တို့ wholesale နဲ့ပဲဝယ်မယ်နော် wholesale နဲ့ဝယ်ပဲဘာပဲဝယ်မလဲဆိုရန်ဝယ်မယ်ဟုတ်ပြီနော်အဲ့တော့ရန်ဝယ်တဲ့အခါမှာကြည့်6000ဈေးဖြစ်သွားပြီ6000ဈေးဖြစ်ပေမဲ့အပေါ်မှာရောင်းလိုက်တဲ့ရန်တွေကလိုက်ပြီးတော့မပြောင်းဘူးဈေးနှုန်းကအသေးဖြစ်သွားပြီဟုတ်ပြီနော်အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီမှာပစ္စည်းမှားလို့ရန်မဟုတ်ဘူးမဆိုရင်မဈေးလိုက်မပြောင်းတော့ဒီကောင်အသေးဖြစ်သွားပြီဟုတ်ပြီနော်သူဝယ်လိုက်တဲ့ item မှားပြီးတော့ထည့်မိတယ်ဆိုရင်တော့ဈေးနှုန်းကလိုက်မပြောင်းတော့သူ့ကို interactive ကအသေးပိတ်ထားတာဖြစ်တဲ့အတွက်ဟုတ်ပြီနော်တကယ်လို့ပစ္စည်းမှားသွားတယ်ဆိုရင်အဲ့ ID ကို delete နဲ့ဖြတ်လိုက်ဟုတ်ပြီနော် delete နဲ့ဖြတ်ပြီးကြမှာပြန်ပြီးတော့ကိုရောင်းလိုက်တဲ့ item ကိုပြန်ထည့်ဒါဆိုရင်တော့အဲ့ဒီဈေးနှုန်းကိုတစ်ခါတော့မှားလို့ရတယ်ပြန်ထည့်လို့ရတယ်တကယ်လို့ပြန်ပြင်ချင်းနေဆို delete နဲ့ပြန်ဖြတ်ဒီ data validation မှာရိုက်ထည့်ထားတဲ့ ID ကိုဖြတ်လိုက်တာ ਨੇ ဒီကောင်တွေကနာသီကောမှာနာသီဆိုတာအသစ်ကပြန်စပေးမှာဟုတ်ပြီနော်တကယ်လို့မဖြတ်ဘဲနဲ့ပြောင်းနေမယ်ဆိုရင်တော့အသစ်ကနေပြန်မစဘူးပေါ့ဒီလိုမျိုးကိုဆိုလိုတာပါဟုတ်ပြီနော်အဲ့တော့ zero average ဖြစ်နေခြင်းနဲ့ဆိုရင် zero average ဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ interactive နဲ့အဲ့ဒီ average ကိုအသစ်ရောင်းလိုက်တဲ့ item တွေကိုတော့ average ဈေးအတိုင်းအလုံးလုံးတကယ်ဒါပေမဲ့ရောင်းပြီးသား item တွေကိုတော့ average ဈေးနဲ့မဟုတ်ဘဲနဲ့ရောင်းတဲ့အတိုင်းရောင်းတဲ့ amount အတိုင်းရောင်းတဲ့ငွေစင်းအတိုင်းမပြောင်းဘဲနဲ့ item ထားပြီးပါလို့ဆိုလိုတာပါဟုတ်ပြီနော်နောက်တစ်ခု amount ကတော့ရှင်းရှင်းလေးပဲသူကနှစ်ခုဝယ်တယ်တစ်ထုပ်ကို1400ဆိုတော့အမြောက်1400 2800ရမယ်အောက်ကိုဆွဲချလိုက်မယ်ဟုတ်ပြီနော်အောက်ကိုဆွဲချလိုက်ရင်ဒီမှာ error တွေကတက်နေအောင်ပါပဲအဲ့တော့အဲ့ဒီ error တွေမတက်ဖို့အတွက်ဆိုရင်သူကဘာကြောင့် error တက်တာလဲဆိုတော့ဒီမှာမြောက်စရာမရှိတော့လေအဲ့တော့မြောက်စရာမရှိတဲ့အတွက်ဒီမှာ error မတက်ချင်ဘူးဆိုရင်ကျွန်တော်တို့ကဒီမှာရှိတဲ့ e column ကိုသွားပြီးတော့ id column ပေါ့ f column ကိုသွားပြီးတော့ booty တွက်လိုက်မယ် if နော် if သုံးရင်လည်းသုံးပေါ့နော် quantity နဲ့ and logical မှာဒီ not equal နာဒီတစ်ခုခုရှိရမယ်ဟုတ်ပြီနော်ပြီးရင် quantity မှာတစ်ခုခုရှိရမယ်အဲ့တော့ quantity လည်းထည့်ပြီးရမယ် id လည်းထည့်ပြီးရမယ်ဒါမှသာလျှင်သူ့ရဲ့ဟိုကအလုံးလုံးဆိုပြီးပြောလိုက်မယ်နော်ဒီ value ရဲ့2နေရာမှာရေးထားတယ် quantity နဲ့ price နဲ့မြောက်ပြီမဟုတ်ရင်တော့ value ရဲ့ first နေရာမှာရေးတယ်နာတီကအလုံးလုံးဆိုပြီးတော့ကိုရေးခြင်းတယ်လို့ဒီ logic ကိုပိုင်နိုင်နားလည်ထားရဆိုရင်ကိုအဆင်ပြေတယ်လို့ result ထွက်လာစေခြင်းတယ်လို့ရေးထားလို့ရတယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာပစ္စည်းဝယ်လိုက်တာနဲ့ဝယ်လိုက်တိုင်းတန်းပြီးတော့ဒီမှာတန်းမမြောက်သေးဘူး quantity ထည့်မှာပဲမြောက် quantity မှာ2လို့ထည့်လိုက်ပြီးဆိုမှအလုံးလုံးပဲဘာလို့လဲဆိုတော့ဒီ logic နှစ်ခုလုံး and နဲ့ပေးထားတာဖြစ်တဲ့အတွက် id လည်းရှိမှ quantity လည်းရှိမှဒီနှစ်ခုလုံးမှန်နေမှquantity ရှိပြီးတော့လည်းအလုံးမလုံးသလို id ရှိနေရင်လည်းအလုံးမလုံးနှစ်ခုလုံးပြည့်စုံပြီဆိုမှဒီကောင်ကအလုံးလုံးပဲဆိုတဲ့သဘောပါဟုတ်ပြီနော်အဲ့တော့နောက်တစ်ခု total amount ဆိုတာကဥကျော်ကပစ္စည်းဘယ်နှခုဝယ်မှာလဲဟုတ်ပြီနော်သူဝယ်ထားတဲ့ amount က9ခုဆိုရင်အဲ့9ခုပေါင်းပြီးမှဒီနေရာမှာဟုတ်ပြီနော်9ခု26800ဖို့ကြာတယ်ဆို total amount မှာညီမြချင်း sum if နဲ့ပဲထားမယ် range ကသူ့ရဲ့ invoice criteria ကသူ့ရဲ့ invoice number တစ်ခုပေါ့နော် invoice တွေရှိတာ rate sum rate က amount ကိုပေးလိုက်မယ်ခွင့်ပေးပြီး enter ခေါက်ဒါဆိုသူဝယ်ထားတဲ့26800ဖို့ဒီကနေပြီးတော့ဒီထိ26800ဖို့ဝယ်ထားမယ်အောက်ကိုဆွဲချမယ်ဆွဲချလိုက်တဲ့အခါမှာလည်းကြည့်ဥကျော်5မျိုးဝယ်ထားဆို5မျိုးလုံး26800ဥမင်းကသူဝယ်ထားတဲ့ amount တွေက9500ဆိုအကုန်လုံးက9500တွေကြိုက်ပြနေတယ်ဟုတ်ပြီနော်ကျွန်တော်တို့လိုချင်တာက customer ရှိမှသာလျှင် total amount တစ်ကြောင်းပဲပြပေးဆိုတော့သူ့ရဲ့ရှိမှာ logic ခံလိုက်မယ် if ဒီ customer ကွက်က equal နာတိကောမှာနာတိ customer ကွက်ကဘာမှမရှိရင်ဘာမှမလုံးနဲ့ customer ရှိမှဒါလျင်ကျွန်တော်တို့က sum if ကဆက်ပြီးတော့အလုပ်လုပ်ပါလို့ပြောလိုက်တဲ့အခါမှာ customer ရှိတဲ့အပိုင်းကိုပဲသူက sum if နဲ့ပေါင်းပြီးသွားတယ်တယောက်ချင်းစီသာသူဝယ်တယ်လောက်ပေါ့ဒီမှာဆိုရင်ဒေါ်တင်ကဝယ်ထားတာဒီလောက်ဝယ်တယ်ဒီလောက်သူဝယ်ထားတဲ့28000ပို့ပြနေတယ်ထပ်ပြီးတော့ဝယ်မယ်ဆိုရင်ဝယ်လိုက်တဲ့ amount က auto တက်သွားမယ်ဒီမှာquantity ထက်လိုက်တာနဲ့တက်သွားမယ်ထပ်
တန်းပြီးတော့မရောက်ခဲ့ဘူးဆိုရင်တော့နော်data ပြီးတော့ရင် update လုပ်မှာပေါ့နော်တန်းပြီးတော့အလုပ်မလုပ်သေးဘူးဆိုရင်တော့ sample ကအလုပ်မလုပ်သေးဘူးဆိုရင်တော့ပြီးရင်အလုပ်လုပ်သွားလိမ့်မယ်ဟုတ်ပြီနော်တကယ်လို့မသေးကြဘူးဆိုရင်အဲ့နောက်တစ်ချက်သူ့ကိုပြန်ခေါင်းလိုက်ရင် auto update ဒီမှာပြပေးသွားလိမ့်မယ်ပေါ့နော် refresh မဖြစ်သေးလို့ဟုတ်ပြီအဲ့တော့ဒီလိုရသွားပြီဆိုရင်ကျွန်တော်တို့က pay amount balance ဒါမျိုးတွေထည့်ရတော့မယ်ဆိုလိုတာကဒီလုပ်ငန်းမှာကတော့26,800ဆိုတဲ့ amount အင်တာနက်တဲ့အတွက်ပြဿနာမရှိဘူးတခါတည်းပဲထည့်မယ်တကယ်လို့လုပ်ငန်းကြီးတွေပေါ့တိတ်ရာချီပြီးတော့ဝယ်ရတဲ့ပစ္စည်းတွေလက်ကားသေးတွေလိုပုံစံမျိုးတိတ်ရာချီပြီးတော့ပစ္စည်းတွေဆိုပါစို့ဟုတ်ပြီနော်အဲ့လိုပစ္စည်းတွေဆိုရင်ကျွန်တော်တို့ကတခါတည်းပဲအကုန်မပေးနိုင်ဘူးဟုတ်ပြီနော်ဆိုလိုတာအကုန်ငွေမချေဘဲနဲ့ဆိုလိုတဲ့သဘောတည်း3,200ကျရဆို3,500ပဲခြေထားရဲဆိုအဲ့ pay amount မှာဒီလောက် balance မှာဘယ်လောက်ဒီလိုရှိနေရမှာပေါ့နော်အဲ့တော့အခုဆိုရင်26,800မှာ2,000ခွဲပဲရှင်းနေဆိုပါဆိုဒါဆို balance က1,800ကျန်ရမယ်ဒီလိုမျိုးဒါပေမဲ့ pay amount က26,800တဲ့တော့ကြီးပြီးတော့ရိုက်လို့မရရဘူးဟုတ်ပြီနော်နောက်ပြီးရင်သူ့ကိုလည်း pay amount မှာလည်းရှိမှာကျွန်တော်တို့ဒီ retail sale တွေမှာsaleထည့်မထားဘူးဆိုတော့ဆေးထည့်မထည့်ထားဘူးဆိုရင်အယောင်ပြနေတယ်လို့မျိုးသူလဲလိုက်ပြီးတော့ပြပေးရမယ်เนาะဒီမှာ amount မထည့်ရသေးဘူးပေးမမထည့်ရသေးဘူးဆိုရင်ဒီ share အကောင့်တွေက auto တွက်မှာလေဟုတ်ပြီเนาะကျွန်တော်တို့ price ရဲ့ amount ရဲ့ total amount ရဲ့ auto အလုပ်လုပ်နေမှာပေး amount ကတော့ customer ပေးတဲ့ amount ကိုပဲရိုက်ထည့်ရမှာဟုတ်ပြီเนาะအဲ့တော့ရိုက်ထည့်ရမှာဖြစ်တဲ့အတွက်ညီမချင်းအဲ့တော့အဲ့ရိုက်ထည့်ဖို့အတွက်ကျွန်တော်တို့က data validation တော့အောင်ပေါ့เนาะ data validation ဆိုတော့ L2 to L 1000 ထိ selection ပေးလိုက် selection ပေးပြီးတော့ data validation နဲ့မှာdata validation နဲ့မှာ any value မှာဟုတ်ပြီနော် any value မှာ constant ကိုရွေးလိုက် constant ကိုရွေးပြီး formula ကဘယ်လိုရေးရမလဲဆိုတော့ဒီဘက်ကအကွက်ကနော်ဒီဘက်ကအကွက်ကသူ့ရဲ့ amount က column ကို lock ခံရင်လည်း lock ခတ်ပေါ့နော် column lock ခတ်လိုက်မယ် less than equal greater than equalသူရဲ့ total amount က greater than equal ကြီးလို့လည်းရတယ်ညီလို့လည်းရတယ်ဟုတ်ပြီနော် pay amount တဲ့ကြီးလို့ရတယ်ညီလို့ရတယ်ဒါပေမဲ့ pay amount ကတော့ကြော်လို့မရဘူးလို့ကျွန်တော်တို့က data validation ကတ်တက်လိုက်ဟုတ်ပြီနော်ကတ်တက်လိုက်မယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ရိုက်ကြည့်မယ်26,800ဆိုပြီးတော့ရိုက်ကြည့်မယ်ရိုက်လို့ရဒါပေမဲ့26,800မဟုတ်ဘဲနဲ့27,800ရိုက်ကြည့်မယ်ရိုက်လို့မရသူရဲ့ amount ကိုကြော်သွားလို့ပေါ့နော်အဲ့တော့2,000ခွဲလို့ပေးမယ်ဆိုရင်လည်း2,000ခွဲလို့ရိုက်လို့ရတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီ pay amount ကဒီမှာ highlight ပြဖို့အတွက်ဆိုရင်ကျွန်တော်တို့ conditional formatting ကိုပဲဆက်သုံးမယ် L2 to L1000 နော် conditional formatting ကရှေ့မှာလည်းသင်ခဲ့ပါပြီ conditional formatting new root usage formula တဲ့ကကျွန်တော်တို့ညီမြချင်းထုတ်မယ် column lock ခတ်ဖို့မမေ့ပါနဲ့နော်အဲ့တော့ not equal နာတီဖြစ်တယ်ဆိုရင် format ထဲမှာအနီရောင်ကျွန်တော်တို့သိခဲ့တဲ့အနီရောင်အတိုင်းပဲယူထားမယ်okay ပေးမယ်ဒါဆိုရင်အကုန်လုံးအနီရောင်ပြနေမယ်ဟုတ်ပြီနော်အဲ့တော့တကယ်လို့ pay amount ထည့်ပြီးသွားပြီဆိုရင်တော့အဲ့ဒီအနီရောင်ပြန်ပြီးတော့ပြုတ်ရမှာပေါ့ဟုတ်တယ်နော်အဲ့တော့နောက်ထပ် conditional formatting ထပ်ထည့်ရုံပဲ1000ထိ selection ပေးလိုက်တယ်ဟိုထဲက conditional formatting ထဲမှာ new usage formula သူ့အကွက်ကိုပဲပြန်တွက်မယ်အဲ့ဒီအကွက်က column ကို lock ချမယ် not equal nothing format ထဲမှာ no format ပဲ okay conditional formatting ထဲကိုပြန်သွားပြီးတော့ manage rule ထဲမှာ stop if 2မှာအမှန်ကြီးချစ်ဖို့လိုပါတယ် apply လုပ်မယ် okay လုပ်ဒါဆိုရင်ဒီမှာသူ95,800ကျတာကိုအဖေး amount ထည့်ထားမထားတာဖြစ်တဲ့အတွက်အနီရောင်နဲ့ပြတယ်ဟုတ်ပြီနော်သူက95,000ထည့်ပေးလိုက်တယ်ဆိုရင်95,000လို့ရိုက်လိုက်တာတေချာပေါ့အဲ့ဒီကလာက auto ပြောက်သွားမယ်3,300မှာ3,000ဆိုရင်3,000ပြသွားမယ်1,000ဆိုရင်1,000ပေါ့3,000လို့ဆိုရင်3,000ရိုက်ထည့်လိုက်တာနဲ့ auto လုံးမယ်4,1,200ကျတာကိုကျွန်တော်က4,200လို့သွားရိုက်မယ်ဆိုရင်သူလက်ခံမှာမဟုတ်ဘူးဟုတ်ပြီနော်ဘာကြောင့်လက်မခံတာလဲဆိုတော့ condition ဒီ data validation ကန့်သက်ထားလို့သူ့ထက်ကျော်တဲ့ amount ကိုရိုက်လို့မရဘူးဆိုတဲ့သဘောဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ရိုက်လိုက်တဲ့3,200ဆိုရင်လည်း3,200လက်ခံမယ်စသဖြင့်ပေါ့နော်တောင်းလက်ကိုရိုက်လိုက်တဲ့ပမာဏအတိုင်းပဲသူအလုပ်လုပ်သွားမယ် okay ဒါကတော့ကျွန်တော်တို့ pay amount တွေကိုထည့်လိုက်ပြီ pay amount တွေထည့်လိုက်ပြီးတော့ balance ကတော့ရှင်းရှင်းလေးပဲဒီသူ့ရဲ့ total amount နဲ့ကနေ pay amount ကိုဆွဲနှုတ်မယ်ပေါ့နှုတ်တဲ့အခါမှာလည်း formula ကိုဒီတိုင်းသွားမပေးဘူးကျွန်တော်တို့ကဒါတွေကဘယ်ချိန်မှာနှုတ်နေလဲဆိုတော့ customer ရှိတဲ့အကွက်မှာပဲဒီ calculation တွေအလုပ်လုပ်ခိုင်းမယ်အဲ့တော့ customer ကဘယ်အကွက်မှာရှိရလဲတစ်ချက်ပြန်ကြည့်မယ် customer က C column မှာရှိတာမဟုတ်လား
C column မှာရှိရဖြစ်တဲ့အတွက် if C column မှာရှိတဲ့ C2 က equal nothing comma nothing C2 မှာနာမည်မရှိရင်ဘာမှမလုပ်နဲ့နာမည်ရှိတယ်ဆိုတော့ total amount နဲ့ကနေ pay amount ကိုနှုတ်ပေးပါအောက်ကိုဆွဲချလိုက်ရုံပဲဒါပါပဲဟုတ်ပြီနော်အဲ့တော့ဒီလိုမျိုး balance တွေရိုက်ထည့်လိုက်ပြီးဆိုတာနဲ့သူကဒီ balance ရှိသွားပြီဆိုတာနဲ့ payment type ထည့်ရတော့မယ်ဟုတ်ပြီနော် balance ကျန်တာပဲဖြစ်ဖြစ် pay amount မှာရှိတာပဲဖြစ် pay amount ပေးလိုက်ပြီးဆိုတာနဲ့ pay amount ပေါ်မှာမူတည်မယ်ဆိုပါစို့ pay amount ရှိရတဲ့ payment type ကကျလာတော့မယ်ဟုတ်ပြီနော် payment type မှာ conditional ပြရတော့မယ် okay ဒါဆိုရင်ထုံးစံအတိုင်းပဲ and to and 1000 ထိ selection ပေးလိုက်မယ်ဟောင်းထဲက conditional formatting ထဲမှာ new rule use formula အဲ့တော့ဒီဘက်က pay amount ပုံမှာပဲ column ကို lock ချမယ် not equal နာဒီတစ်ခုခုရှိနေပြီဆိုရင် format ထဲမှာအနီရောင်နဲ့ပြ okay ပေးပြီးရင် conditional formatting ထဲကိုနောက်တစ်ချိန်သွားမယ် manage rule new rule use formula အဲ့ဒီအကွက်ပေါ့တခါ payment type ပေါ့ payment type အတွက်အထဲမှာ not equal nothing ဆိုရင် format မှာ no format အတိုင်းပဲထားမယ် okay ပေးမယ်ပြီးရင် stock it to အမှန်ကြီးချစ် apply လုပ်မယ် okay ပေးမယ်ဒါဆိုရင်ရပြီဟုတ်ပြီနော်အဲ့တော့ဒီ payment type မှာလဲကျွန်တော်တို့က data validation နဲ့ထည့်ထားခြင်းတယ်နော် data validation နဲ့ထည့်ထားခြင်း data validation နဲ့ထည့်ဖို့အတွက်ဆို main ထဲကိုသွား main ထဲမှာ payment type တွေရေးပေါ့ဥပမာ payment type က cash ရှိတယ်KBZ pay ရှိတယ်ပြီးရင် way pay ရှိတယ်အမျိုးမျိုးပေါ့ကိုမှရှိသလောက် payment type 10ခုရှိရင်10ခုလုံး banking တွေပါပါတယ် banking တွေပါတခါလေးရေးထည့်ထားဟုတ်ပြီနော်အဲ့လိုမျိုးထည့်ထားပြီးသွားရင်သူ့ကိုကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ3ခုနဲ့ပဲပြမယ်နော် selection ပေးပြီးတော့ formula ထဲမှာ define name နဲ့သွားမယ် define name ထဲမှာဒီမှာ payment type ဒါကိုလည်း pay type ဆိုပြီးတော့ရေးလိုက် okay ပေးမယ်ဟုတ်ပြီနော်ပေးပြီးသွားရင်ဒီ payment type ထဲမှာ data validation သွားထည့်မယ်လေဟုတ်ပြီနော်အဲ့တော့ကျွန်တော်အခုပြောခဲ့တဲ့formulas တွေက define name တွေသတ်မှတ်တာတွေ data validation တွေ conditional formatting တွေကအသေးစိတ်ရှင်းပြလို့မရလို့เนาะအသေးစိတ်ရှင်းပြနေရင်ကျွန်တော်တို့ကဒီသင်ခန်းစာနဲ့ရင်အကုန်လုံးကအစအဆုံးတင်တယ်လို့ဖြစ်နေမှာပေါ့เนาะအစအဆုံးတင်တယ်လို့ဆိုတာကအခြေခံဝါစာပြန်ပတ်နေတယ်လို့ဖြစ်နေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါတွေကလုပ်ငန်းသဘောတရားအတိုင်းဖြစ်တဲ့အတွက် function တွေ formulas တွေကိုသင်တာမဟုတ်ဘူးသိထားတဲ့ function တွေ formula တွေကိုဘယ်လိုအသုံးချရမလဲဆိုတာသင်နေရဖြစ်တဲ့အတွက်တချို့အပိုင်းတွေကနားမလည်ဘူးဆိုရင်ဒါ easy မှာ advanced easy နားမလည်သေးလို့ဟုတ်ပြီနော် function တွေကိုကောင်းကောင်းနားမလည်သေးလို့အသုံးပြုပုံတွေကိုတိတ်မသိသေးလို့ပေါ့နော်ဒါဆိုရင် advanced easy ပြန်ပြီးတော့သိဖို့လေ့ကျင့်ဖို့နော်နားလည်အောင်လုပ်ဖို့လိုနေသေးတယ်ပေါ့နော် okay အဲ့တော့ data တွေကနေ data validation နဲ့ကိုသွားမယ် data validation နဲ့မှာ any value မှာ list ကိုဒီတိုင်းမပေးဘူးနော်ဒီ pay amount ရှိမှပဲသူ့ကို pay လို့ပြောချင်တာဖြစ်တဲ့အတွက်ညီမချင်း if can နဲ့ if pay amount အကွက်က column ကိုလောချမယ် equal nothing comma nothing ဘာမှမရှိရင်ဘာမှမလုံးနဲ့ရှိတယ်ဆိုရင်တော့ကျွန်တော်တို့အစောကဘေးကအများကိုနှိပ်ပြီးတော့အစောကသတ်မှတ်ခဲ့လိုက်တဲ့ formulas တွေက pay type ကိုလုပ်ပေးပါလို့ပြောလိုက်မယ်ကွင်းပိတ်ပြီး enter ခေါက်မယ် okay ပေးမယ်ဒါဆိုရင်ဒီဘက်မှာကျွန်တော်တို့က pay amount ရှိပြီဆိုတာနဲ့သူလက်ခံလို့ cash လို့ရွေးလို့ရကျန်တဲ့ဟာတွေရွေးလို့မရဘူးအဲ့တော့ဒီမှာဆိုရင်ကြည့်လိုက်ရွေးလိုက်လို့ရတယ် KB ဆိုရင် KB ရွေးလိုက်တယ် KB ရွေးလိုက်တာနဲ့အနီအောင်ပြောက်သွားပြီသူတသိန်း pay amount လောက်ထားတယ်အဲ့ဒါဆိုတော့ cash KB ကိုရွေးလိုက်ရင် KB ရပြီဟောတန်းပြီးအနီအောင်ပြောက်သွား3200 payment လောက်ထားတယ် weight နဲ့ပေးတာဆို weight ကိုရွေးလိုက်တာနဲ့ရပြီ balance က9200ကျန်တယ်ဒီလိုမျိုးဟုတ်ပြီနော်အဲ့တော့ပြီးရင်ဒီဘက်က cash စသဖြင့်ပေါ့နော်ကိုလိုသလိုယူလို့ရတယ်ဟုတ်ပြီနောက်ထပ် address တို့ဖုန်းတို့ပေါ့ကျွန်တော်တို့လုပ်ငန်းကြီးဆိုရင်တော့ address တို့ဖုန်းတို့ဆက်ပြီးတော့ထည့်သင့်တယ်ပေါ့နော်အဲ့တော့ address တို့ဖုန်းတို့မှာလည်းအစောကပြောသလို data validation နဲ့ကန့်သက်ထားလို့ရတယ်ဒီဘက်ကရှိမှအလုပ်လို့ဒီဘက်ကမရှိရင်အလုပ်မလုပ်နဲ့ဒီကွက်ပေါ်မှာမူတည်မှပဲaddress တွေထည့်လို့ရမယ်ဆိုတဲ့ပုံစံမျိုးသတ်မှတ်ထားလို့လည်းရပါတယ်ဟုတ်ပြီနော်အဲ့လိုသတ်မှတ်ခြင်းနဲ့ဆိုရင်ကျွန်တော်တို့ selection ပေးလိုက်မှာဗျာနှစ်ကွက်လုံးကိုတစ်ပြိုင်တည်းလုပ်လိုက်မယ်ဒါမှမဟုတ်လည်းတစ်ကွက်ချင်းစီလုပ်ရင်လည်းရပါတယ် O22 O1000 ထိပဲ select ပေးလိုက်မယ်နှစ်ခါကျွမ်းကျင်လာတယ်ဆိုရင်တစ်ပြိုင်တည်းလုပ်လို့ရတယ်နော်အခုကကျွန်တော်တို့လေ့ကျင့်နေတဲ့တိတ်ပြီးတော့မကျွမ်းကျင်သေးတဲ့မိတ်ဆွေတွေအတွက်မလို့တစ်ကွက်ချင်းစီပြောပြပါမယ်အဲ့တော့ address ထည့်တဲ့အခါမှာလည်းအဲ့ဒီတိုင်းပဲဒီ pay amount ရှိမှ address ထည့်လို့ရမှာပေါ့နော်အဲ့တော့ဘယ်တဲ့ကိုသွားမလဲဆိုတော့data validation နဲ့ကိုပဲသွားလိုက်မယ် data တွေက data validation any value မှာ custom format ဟုတ်ပြီနော် formula မှာပြီးရင်
pay amount အကွက်ကဟုတ်ပြီနော်not equal nothing တခုခုရှိရပါဘောနော်တခုခုရှိရမယ်လို့ပြောလိုက်တယ်တခုခုရှိရဆို address က yn ကြည့်ရန်ကုန်လုံးရိုက်လိုက်မရှိတဲ့ကောရိုက်ကြည့်မယ်ရိုက်လို့တော့ရနေတယ်နော်ဒါပေမဲ့အဓိကတော့ဒါတွေကမှားစရာတော့အကြောင်းမရှိဘူးမှားသွားလဲပြဿနာမရှိဘူးအောက်ကွက်တွေနဲ့လှုပ်သွားလိမ့်မယ်အဲ့တော့ပို့ပြီးတော့သိတာချင်းဆိုတော့ဒီအကွက်တွေကိုကျွန်တော်တို့ကဘာလို့ထားလို့ရလဲဆိုတော့ conditional formatting နဲ့အနည်းအောင် highlight လိုက်ပြပေးထားရင်တော့ပိုကောင်းတယ်ပေါ့နော်အဓိကတော့ highlight ပဲပြလိုက်ပါအဲ့တော့ to to 1000 O22 sorry O22 O 1000 own က conditional formatting manage rule ဟုတ်ပြီနော် new rule ကိုသွားတယ် usage formula ပြီးရင် pay amount ပေါ်မှာပွားမှုဒီမှာဆိုတော့ pay amount မှာ not equal nothing ဖြစ်တယ်ဆိုရင် format ထဲကအနီအောင် okay ပေးတယ်ပြီးရင်okay ပေးတယ် new rule ထပ်ယူတယ် usage formula ဒီဘက်မှာ address အကွက်က not equal nothing ဖြစ်တယ်ဆိုရင် no format okay ပေးတယ် to ရွေးတယ် apply လုပ်တယ် okay ပေးလိုက်ဒါဆိုရင်ရန်ကုန်စသဖြင့်ဖုန်းနံပါတ်တွေလည်းထည့်လို့ရပါတယ်အဲ့တော့ဖုန်းနံပါတ်အကွက်တွေမှာလည်းကျွန်တော်တို့ကဖုန်းတွေပဲရိုက်လို့ရကြတာဖြစ်တဲ့အတွက်သူတို့အကုန်လုံးကို selection ပေးပြီးတော့ format ထဲမှာ text format ထားဖို့တော့လိုတယ်ဟုတ်ပြီနော် text format မဟုတ်ရင်ဖုန်းနံပါတ်3ညနဲ့စတာတွေရိုက်လို့ရမှာမဟုတ်ပါဘူးအဲ့တော့ conditional format တွေရဲ့ new rule usage formula စောကအတိုင်းပဲကျွန်တော်တို့ဒီဘက်က pay amount အကွက်က log ခံမယ် not colon log ခံမယ် not equal nothing ဖြစ်မယ်ဆိုရင် format ထဲကအနီအောင် okay ပေးတယ် okay ပေးတယ် nothing ကျန်နေ okay ပေးတယ်ပြီးရင် conditional format ရဲ့ manage rule new rule ကိုသွားတယ် usage formula ပြီးရင်အဲ့ဒီနေရာမှာဖုန်းနံပါတ်နေရာမှာထည့်ခဲ့ပြီးသားဆိုရင် not equal nothing format မှာ okay ပေး no format ပဲ okay ပေးမယ် stop if to apply လုပ်မယ် okay ပေးမယ်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်ထည့်လိုက်တာနဲ့ပြောက်သွားပြီဟုတ်ပြီနော်ဒီမှာမန္တလေးဆိုရင်မန္တလေးလို့ထည့်လိုက်တာနဲ့ဟောပြီးပြီဟုတ်ပြီနော်ဒီလိုမျိုးဒါဆိုရင်ကျွန်တော်တို့အယောင်စင်းရဲ့အတွက်ကတော်တော်လေးကိုပြည့်စုံတဲ့အနေထားရောက်သွားပါပြီဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာရှိတဲ့နာမည်တွေ customer နာမည်တွေအကုန်ဖြတ်ပလိုက်ဟုတ်ပြီနော် customer နာမည်တွေအကုန်ဖြတ်လိုက်မယ်ဒီဘက်မှာရှိတဲ့ product ID တွေလည်းအကုန်ဖြတ်လိုက်မယ်သူပေးထားတဲ့ pay amount တွေလည်းဖြတ် delete နဲ့ဖြတ်မယ် cash တွေလည်းဖြတ်မယ်တရားတွေလည်း delete နဲ့ဖြတ်မယ် wholesale တွေ retail တွေလည်းဖြတ်မယ် quantity တွေလည်းဖြတ်မယ်ပေါ့နော်အဓိကကျွန်တော်တို့ကဒီကိုကိုရိုင်းရိုက်ရမယ် save type တွေကကိုကိုရိုင်းရိုက်ထည့်ရမှာမို့လား customer နဲ့ရဲ့ save type ရဲ့ ID ရဲ့ဒါတွေကကိုကိုရိုင်းရိုက်ထည့်ရမှာ quantity နောက်ပြီး pay amount ကိုရိုက်ထည့်ရမယ့်အရာတွေကို delete ဖြတ်နော် formula တွေရေးထားတဲ့ကောင်တွေကို delete သွားဖြတ်လို့မရဘူး formula တွေရေးထားတဲ့ကောင်တွေကို delete သွားဖြတ်ရင်အစအဆုံးပြန်လုပ်နေရလိမ့်မယ်ဟုတ်ပြီနော် okay အဲ့တော့ဒါဆိုရင်အစအဆုံးပြီးသွားပြီကျွန်တော်တို့ date ကအမှန်တက်လိုက်မယ် date အမှန်တက်ပြီးတော့စပြီးတော့ရောင်းတော့မယ် ufo camp ufo camp ဟုတ်ပြီ save type ကပါလဲ wholesale ရပြီ product ID ကကျွန်တော်တို့ f log ကဝယ်ချင်တာလဲသူဝယ်လိုက်တဲ့ f တန်းဆိုရင်တန်းဟုတ်ပြီဘယ်ဦးစီတက်ဘယ်နှဘူးဝယ်မှာလဲ10ဘူးဒါဆို10ဘူးဆိုရင်3000ကျတယ် pay amount က3000လားဒါမှမဟုတ်2000ခွဲပေးမှာလား2000ခွဲဆိုရင်2000ခွဲ balance 5000ကျမယ် payment type ကဘာနဲ့ပေးမှာ KB နဲ့ပေးမယ်ဆို KB address ကရန်ကုန်ကဟုတ်ပြီနော်ဖုန်းနံပါတ်က3993383866ဒါကျွန်တော်တို့ for live ရဲ့မှာ Viber နံပါတ်ပါအဲ့တော့ဒီလိုမျိုးရေးလို့ရထပ်ပြီးတော့ဝယ်မယ်ဆိုရင်သူဝယ်သမျှပစ္စည်းဝယ်သမျှပစ္စည်းတွေကိုဒီမှာထည့်ပေးလိုက်ရုံပဲအကောင်လုံးကတခါတည်း wholesale ဆို wholesale နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်သွားလိမ့်မယ်တခုကို10မျိုးစီဝယ်သွားမယ်ဆို10မျိုးစီအကောင်လုံးတွက်သွားမယ် total amount ကလည်းဒီမှာလာကျသွားမယ်ဟုတ်ပြီနော် total amount က3000ပဲဖြစ်သေးတယ်အမှန်တကယ်တော့အကုန်ကျမှာ39000 6000မကြလေးဘူးဆိုရင်ဒီနောက်ဆုံးအကွက်ကိုကစားချပြီးအနာခေါက်လိုက်ရင် data average လောက်သွားမယ်ဟုတ်ပြီနော်39000 6000ကျတာကို39000ပေးတယ်ဆိုရင်6000ကျန်မယ်ပေါ့ balance 6000ကျန်မယ်ဟုတ်ပြီနော်နောက်ထပ်ကျွန်တော်တို့ထပ်ပြီးတော့ဝယ်လိုက်တယ်တော့ထက်ကဝယ်တယ် okay အဲ့ဒါဆိုရင်ရေးလိုက်တယ်ဟုတ်ပြီဘာနဲ့ဝယ်မှာ retail နဲ့ဝယ်မှာ retail ဟုတ်ပြီနော် f 010ရောင်းကြည့်မယ် retail ဆိုရင်3300ထိလားဈေးနှုန်းချင်းမတူဘူးเนาะ wholesale ဆိုရင်ကျွန်တော်တို့က3000နဲ့ပဲရောင်းတယ်လက်ကားဖြစ်တဲ့အတွက် retail ဆိုရင်တော့3300နဲ့
စသဖြင့်သူ့ရဲ့ amount တွေကိုကိုလိုတလို့သတ်မှတ်လို့ရတယ်ဒီမှာကျွန်တော်တို့က1600 okay sorry 1600ဖြစ်သွားပြီသူပေးတဲ့ amount တော့ပေါ့နော်3000ဆိုရင်3000ပေးတယ်ဆိုရင်လက်ကျန်ဘယ်လောက်ကျန်မလဲ cash နဲ့ပေးတယ်ဆိုရင် cash နဲ့ပေးရလဲဆိုတော့တောင်ကြီးရဆိုရင်ဒီလိုမျိုးဖုန်းနံပါတ်ထည့်လိုက်လို့ရပါတယ်ဒါပါပဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့အရင်လွယ်တဲ့ပုံစံ format တွေကိုချလို့ပြီးပါပြီအဲ့တော့နောက်သင်ခန်းစာမှာဒီဟာတွေကိုဘယ်လိုဆက်ပြီးတော့ fan တီးရမလဲ invoice တွေ voucher တွေဘယ်လိုထုတ်ရမလဲ auto ဘယ်လိုအလုပ်လုပ်ရမလဲဆိုတာဆက်ပြီးတော့သင်ကြားပို့ချပေးမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးအထူးတင်ပါတယ်